ဒီကနေ့ကတော့မမောင်တို့စီကိုအမြဲတမ်းမေးနေတယ်မမောင်တို့စီရေအိမ်ပြောင်းသွားပြီလားဘယ်ကိုပြောင်းသွားပြီလဲဆိုတဲ့မိန်းကောင်းတွေကိုကျွန်မဖြေပေးမှာဖြစ်ပါတယ်ဟုတ်ပါတယ်မမောင်တို့စီကအရင်တော့နေတဲ့နေရာမှာမနေတော့ဘူးဘန်ကောက်မှာအပီးပိုင်ပြောင်းလာခဲ့ပါပြီရှင်လို့เนาะအဲ့တော့ကျွန်မကဘန်ကောက်မှာဘာကြောက်လဲဆိုတော့ကျွန်မကအခုဘန်ကောက်မှာအလုပ်တွေပိုများလာတယ်မမောင်တို့စီကဘန်ကောက်ဘက်ကိုအကုန်လုံးအပီးပြောင်းလာပါပြီနောက်ထပ်မေးတဲ့ဒေါ်လို့ကြာလို့ရောအိမ်ရလူတွေအကုန်လုံးပြောင်းလာပြီလားလို့မေးကြပါတယ်ဒေါ်လို့ကြာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်ကဲတော်လို့ကြာအခုဘယ်မှာလဲပြောလိုက်ပါဦးအရင်နေရာမှာလားအခုဘန်ကောက်မှာလားပြောလိုက်ပါဦးဘန်ကောက်မှာရောက်နေပါပြီရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ဘန်ကောက်မှာရောက်နေပါပြီเนาะအဲ့တော့လူများတဲ့မေးကြတဲ့အတွက်ပေါ့နော်ပိုင်းလေးဖြည့်ပေးလိုက်ပါပြီဘန်ကောက်မှာပြီးပြောင်းလာပြီเนาะဟုတ်ကဲ့ရှင်ဘန်ကောက်မှာလည်းဟိုမှာလည်းဘယ်ကပို့စင်ပြီးတယ်ဒီမှာလည်းပူတယ်ရေချိုးတာအစားအမွေးကြောက်ခဝီတဲ့အခုတော့တော့တော်တော်ပူတယ်เนาะဟုတ်တယ်ပူတယ်ပူလားအေးလားအခုကပူတယ်ပူတယ်ပူတယ်ကြောက်တယ်เนาะရေချိုးတယ်ရေပူကြီးဖြစ်နေရလားတော့ကောင်းလဲဟိုအသက်ရှင်နေရတဲ့ငရဲကြနေပဲရေချိုးရတာလေဟိုရွင်နေပူတယ်လောင်းချလို့အခုတော့ဆက်ရမ်းပူတဲ့အတွက်ကြောင့်ဘာသူမစိုးပူမှာပါလို့เนาะအဲ့တော့တကြံပြီးမှပဲအေးတော့မှာเนาะဟုတ်ကဲ့ရှင်ဘန်ကောက်မှာပါရှင်ဘန်ကောက်မှာရောက်နေပါပြီရှင်ဟုတ်ကဲ့ပါရှင်ဘာဖြစ်လို့ဘန်ကောက်ကိုပြောင်းရလဲဆိုတော့ပိုင်လေးရဲ့အလုပ်ကဘန်ကောက်မှာများတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့ပိုင်လေးကဘန်ကောက်ကိုပြောင်းလာတာဖြစ်ပါတယ်ပြီးတော့ရာစားမြေဆိုင်ရလဲဘန်ကောက်မှာဖြစ်တဲ့ကြောင့်မို့ရာစားမြေဆိုင်ကိုကြွလှန်ခဲ့ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ရှင်အဲ့တော့မမလို့စီကိုအလုပ်အပ်ချင်တဲ့သူတွေကြောင်ညာအပ်ချင်တဲ့သူတွေဘန်ကောက်မှာရှိတယ်ဆိုလို့ရှိရင်လည်းမမတို့စီကိုခေါ်ပြီးတော့မှအလုပ်အပ်နေလို့ရပါတယ်ကြောင်ညာရတဲ့ပုံမှန်လက်ခံနေတယ်ကိုလည်းအဆင်ပြေမဲ့အလုပ်ကလေးတွေပေါ့နော်အိမ်မှာပဲဖြစ်ဖြစ်အဲ့မိမိတို့ရှိတဲ့နေရာကိုပဲဖြစ်ဖြစ်သွားပြီးတော့မှအလုပ်လက်ခံလို့ရပါတယ်တော့ကြရင်ဘန်ကောက်မှာမဟုတ်ဘဲနဲ့အဝေးမှာထင်နေမှာကြောက်လို့ပေါ့နော်အဲ့တော့ဘန်ကောက်မှာဆိုတော့နီးနာဖြစ်သွားပြီပေါ့နော်မမတို့စီကလူပဲပြောင်းတာမဟုတ်ဘူးနော်ဒီမှာဆစ်ဆက်ကောင်းတဲ့ခွေးတွေပါရှိနေပါတယ်အော်ပါကဲအဲ့တော့မမတို့စီကကျတော့အရန်ပူလို့ဗီဒီယိုလေးတက်လောက်ပါပဲเนาะဗီဒီယိုဖိုင်လေးကို like and share လေးလုပ်ပေးပါဦးเนาะတချို့လူတွေမသိသေးဘူးပေါ့เนาะမမတို့စီကို channel မသွားဘူးလားပါညာပြောနေလို့ပါကျမအရင်နေရာမှာမဟုတ်တော့ပါဘူးရှင်ဘန်ကောက်မြို့ကြီးကိုပြောင်းလာပြီးအရန်ပူပါတယ်ရှင်တကြံပြီးမှပဲအေးမယ်ထင်တယ်အဲ့တော့တကယ်လို့ပေါ့เนาะမမတို့စီနဲ့အလုပ်အပ်ချင်တဲ့သူတွေဆိုလို့ရှိရင်เนาะ TikTok Messenger Facebook Messenger နေပြီးတော့မှလာရောက်မေးမြန်းလို့ရပါတယ်လို့เนาะအရန်ကျေးဇူးတင်ပါတယ်အားလုံးဘိုင်ဘိုင်နောက်မှဆုံမယ်